ရိုင်းနေတဲ့တိမ်တွေကမိပုံလေးကိုတမ်းပြင်းမိပြီအခုချိန်မှာဆိုခါကကိုင်းနာကထိုင်သွားခြင်းနိုင်လဲမသွားနိုင်နဲ့အမေသွားကကြွေးစမရလေတော့တားလိုက်ရင်ပြန်လာပါတော့အကြိုကြိုတန်းတမျောမန်းစားလို့အမေကငိုနေကြမျက်ရည်မခံတဲ့၍တော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာရိုင်းနေတဲ့တိမ်တွေကမိပုံလေးကိုတမ်းမြင်မိပြီအခုချိန်မှာဆိုခါကကိုင်းနာကထိုင်သွားခြင်းနိုင်လဲမသွားနိုင်နဲ့အမေသွားကကြွေးစမရလေတော့တားလိုက်ရင်ပြန်လာပါတော့တကြောကြောတန်းတမျောမန်းစားလို့အမေကငိုနေကြမျက်ရည်မခံတဲ့၍တော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားပွဲသားပြန်ခဲ့မိကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားပွဲသားပြန်ခဲ့မိအခုလဲပါတယ်အမကြီးလဲသူတို့လာမယ်ညီလေးနဲ့ညီမလေးကလည်းအမေစီကိုပြန်မယ်ဆိုတော့ဝမ်းသာလို့တော့တားလူလာကစားကလေးတဲ့တားလာနို့သမီးလာနို့မျိုးကိုရင်းနဲ့ရတွေ့ကြကြမျက်ရည်မခံတဲ့၍တော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာပုံလေးကိုတားမြင်မိပြီအခုချိန်မှာဆိုခါကကိုင်းနာကထိုင်သွားခြင်းနိုင်လဲမသွားနိုင်တဲ့အမေသွားကကြွေးစမရလေတော့တားလိုက်ရင်ပြန်လာပါတော့အကြောကြောတန်းတမျောမန်းစားလို့အမေကငိုနေကြမျက်ရည်မခံတဲ့၍တော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားပွဲသားပြန်ခဲ့မိကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားပွဲသားပြန်ခဲ့မိအခုလဲပါတယ်အမကြီးလဲသူတို့လာမယ်ညီလေးနဲ့ညီမလေးကလည်းအမေစီကိုပြန်မယ်ဆိုတော့ဝမ်းသာလို့တော့တားလူလာကစားကလေးတဲ့တားလာနို့သမီးလာနို့မျိုးကိုရင်းနဲ့ရတွေ့ကြမျက်ရည်မခံတဲ့၍တော့အမေသားတို့လွမ်းနေနေတိုင်းမှာ